hero ရွေးချယ်မှုအမှားများဒါကဘာကိုပြောချင်တာလဲဆိုရင် run တွေမှာ hero ပစ်တဲ့အချိန်မှာလွဲမနေတဲ့အရာတွေကိုပြောချင်တာပါအခုချိန်က assassin မတာလား jewel မတာလားကိုတေချာမသိပေမဲ့အခုနောက်ပိုင်း run တွေမှာ jungler နဲ့ roamer တွေကြာ hero ပစ်တာတဲ့တော်တော်လေးကိုတိုင်ပတ်နေလို့ပြောရမယ် assassin jungler ရဲ့ဆော့ရတဲ့သူတွေအနေနဲ့ဆိုရင် sport hero တွေနဲ့တွဲဆော့တာဆော့လို့ရပေမဲ့တကယ်တမ်း surprise ဖမ်းမိနိုင်မဲ့ AoE တန်းတွေလောက် assassin BB လိုက်ချလို့မကောင်းတာတော့အမှန်ပဲအဲ့ဒါကြောင့်ဒီ video လေးမှာဆိုရင် jungler နဲ့ roamer တွေကြာဘယ် hero တွေကအဆင်မပြေလောက်ဘူးလဲဆိုတော့ပြပြပေးပါမယ်assassin jungler နဲ့အတူတွဲဆော့လို့ကောင်းတဲ့ roamer တွေထဲမှာပထမဆုံး hero တစ်ကောင်ကတော့ဗဒန်းဆိုတဲ့ hero ကအရင်ချိန်တွေမှာတည်းကမတာဝင်ရကြပြီဗျာပြီးတော့တချို့က EXP လိမ့်မှာ damage ပေးနေဆော့ကြပြီမဲ့ကျွန်တော်ရဲ့ personal အရ roaming လို့နေရာမှာ defa item နဲ့ fire နဲ့တင်ကောင်းချတဲ့ပုံစံကိုပို့ကြိုက်တယ်ဘာဖြစ်လို့လဲဆိုရင်ဗဒန်းရဲ့ wall ပိတ်တာတွေတစေးပဲတွေကတစ်ဖက်အသင်းရဲ့ jungler တွေမိတ်တွေကိုအားလီမာတွေကဖမ်းပေးနိုင်တာတွေကအာယုံရန်နောက်လို့ကောင်းလာကြောင်း assassin jungler နဲ့တွဲဆော့မယ်ဆိုရင်ဗဒန်းလို hero ကတန့်လို့နေရာမှာဆော့တာတော်တော်လေးကိုမိုက်တယ်လို့ပြောရမယ်နောက် hero တစ်ကောင်ကတော့ Hera ဆိုတဲ့ hero ကမိမချမ်းဆိုတဲ့အတိုင်း initiator အနေနဲ့ဆော့မယ်ဆိုရင်တော်တော်လေးကိုစိုးတယ်ပြီးတော့သူ့စီကပတ်စစ်တွေ moment speed တွေကြောင့်တစ်ဖက်သင်းရဲ့ jungler ဆိုရင်တည်းဒီကိုမှတ်လိုက်ဖွင့်ပေးပြီးကိုယ့်ဘက်ကိုအသာရအောင်လုပ်ပေးနိုင်တယ်ပြီးတော့ assassin jungler နဲ့ဆိုရင် back gang တွေမှာဆိုရင်တော်တော်လေးကိုအဆင်ပြေတာမလို့ Hera လို hero ကလည်းရွေးချယ်တင်တဲ့ hero တစ်ကောင်ဖြစ်လာတယ်နောက် hero တစ်ကောင်ကတော့ Kufra ဆိုတဲ့ hero က assassin player ရဲ့အတွက်အိမ်မဆိုး hero တစ်ကောင်လို့ဆိုလည်းမမှားဘူး dash တဲ့ hero တွေများတဲ့ assassin တွေက Kufra ရဲ့ skill 2 ပေါင်းစင်ပေါ်မှာ dash ရတာတော်တော်လေးခက်ခဲသလိုလိုရာတက်သွားဖို့လည်းမလွယ်တာကြောင့်တစ်ခက်တစ်ခါတော့ assassin player ဆိုရင် run တွေမှာဘန်းယူရတော့ဒီကိုဆိုးတဲ့တန်းတကောင်ဖြစ်ခဲ့ဘူးတယ်ပြီးတော့သူ့ရဲ့ skill 1ဖမ်းပေးတာကလည်း assassin player မပြောနဲ့ဘက်လိုင်းမှာ damage ပေးနိုင်တဲ့ hero တွေတောင်ရအောင်ဖမ်းနိုင်တဲ့အချက်တွေကြောင့် assassin jungler ဆော့မဲ့သူတွေအနေနဲ့ဒီ hero ကလည်းတော်တော်လေးကိုတွဲဆော့လို့ကောင်းတဲ့ hero တစ်ကောင်လို့တော့ပြောချင်တယ်ဒါဆိုရင် jewel ပဲ jungler နဲ့တွဲဆော့ဖို့ကောင်းတဲ့ sport hero ကိုကြည့်လိုက်မယ်ဆိုရင်ပထမဆုံး hero တစ်ကောင်ကတော့ Florin ဆိုတဲ့ hero က global healing ဖြစ်တဲ့အတွက်တန်း jungler နဲ့တွဲဆော့အောင်မှာတော်တော်လေးကိုအသုံးဝင်တယ်လို့အသင်းရဲ့ main damage hero ဖြစ်တဲ့ Golem ကိုလည်းသူ့ရဲ့ healing တွေနဲ့အားလီမာတဲ့ sport ပေးပြီး space ရအောင်လုပ်ပေးနိုင်တာကြောင့်အခုလို sport hero တွေထဲမှာလူသုံးများနေတဲ့ sport hero တစ်ကောင်လည်းဖြစ်တယ်နောက် hero တစ်ကောင်ကတော့ Angelaဒီ hero က assassin jungler တွေနဲ့လည်းတွဲဆော့လို့ရတာဟုတ်ပေမဲ့ကျွန်တော်ကတော့ jewel ပဲ jungler ကို Angela လို sport hero နဲ့နောက်ကနေ objective တင် fight တွေလိုက်ချပေးရတာတော့ mid game နဲ့ late game လိုအချိန်တွေမှာ EXP နဲ့ Golem ရ hero တွေနဲ့လိုက်ပြီးတော့ battle လိုက် join တာပို့ပြီးသဘောကျတယ်။ဘာကြောင့်လဲဆိုရင်ကိုအသင်းဘက်က jewel ပဲ jungler နဲ့ objective အတွက်ဆော့တာကြောင့်အထူးက Golem နဲ့ Marksman ကိုပဲပို့ပြီး support ပေးတာတစ်ဖက်အသင်းဘက်ကလာကန်လဲတော်ရုံဂန်းလို့မရတာကြောင့်အားလီမာတဲ့တော်တော်လေးကိုအဆင်ပြေတယ်လို့ပြောကြရင်လည်းဒီ view လေးကိုအဆုံးသတ်ချင်ပါတယ်။